ဘူလလဆွေကိုလည်းဆေးပေးပါအောင်တဲ့အဲ့လိုကြီးအင်တာဗျူးမှာဖြေထားတာအမရိုင်းနေတဲ့အရန်ယူမှုကောင်းနေတဲ့ငါလည်းတွေ့ပါတယ်နော်အိုကလီဆန်လို့တနလို့မပြောချင်လို့ငါထိုင်နေတာနားနေမလားနောက်ဆုံးတော့ကြမ်းဖွားလူတွေကဦးနောက်မပြည့်ဆိုတော့တွေ့တဲ့အတိုင်းပဲလေအခုဒါတသိပဲလေနော်ဒေါ်ဆဆူချီလို့တော့တက်တဲ့နေ့မှာလေသူခွေးပြေးတယ်လို့ပြေးလာပြေးမှလေဒေါ်ဆဆူချီကိုတပတ်ပေးခဲ့တယ်သူမမိမှာပါနော်အဲ့တော့ပြောခဲ့တာဒီလေတိုင်မဟုတ်ပါဘူးနော်ဒီလိုမျိုးစကားတော့မဟုတ်ပါဘူးဒေါ်ဆဆူချီဆိုတာငါရဲ့ပေါ်မှာအလေးစားရဆုံးပုံကိုယ်တွေပါတဲ့နော်ပေါက်လို့မိမလို့မိမရပေါက်လို့ပေးဆိုင်တို့ပြောတဲ့နှုတ်ပဆက်တွေလေဖာနဲ့နိုင်တော့ဖာတိတ်ခါကြတယ်တရောင်းစားတွေကလေအခုတော့လေတောင်ဆက်ဆုတ်ချီကိုထောင်ထဲမှာ25နှစ်ကြကြမရှိပါစေလို့သူဆွတောင်းပေးမေးတယ်နော်။ဘာနဲ့ပခက်လေးတိတ်ထားမလို့တရောင်းစားတွေနော်။အေးအခုအကြံဖို့ဟာလေမေခုပဲနိုင်တာသူလေခီရီနိုင်သွားလေတမတာဖြစ်တာမရအောင်လိုက်လေဘေနာဆိုင်လို့လေဘေနာဘလို့ဆိုင်မှတမတာဖြစ်သွားလေလို့အဲ့ဒါလေးကအရင်ဆုံးရှင်းပြကြပါအောင်နော်ယောက်ျားရင်တန်ပဲနေဟေးလောက်ကိုက်မှာအသက်ကြီးတဲ့လေးစားစရာမဟုတ်ပါဘူးလို့သူတို့ကဒေါ်ဆက်ဆုချာစတဲ့မကြိုက်ဘူးလေတိမလားမခံတာလို့ဒေါ်ဆက်ဆုချာအာနာရတော်လို့တိမလားဖားတာကဖားတာမလို့ရှိသူတို့စားတဲ့ဖော်မှာဆိုလို့သူတို့ခေဆက်သူတို့အာနာရှင်တွေမှာစစ်ဘူးချုပ်တွေအဲ့လိုဖော်နာပဲလေတိမလားခင်ညုံနေဝင်းတန်းရွှေဖန်ခဲ့ရလေသူတို့အချင်းချင်းအဲ့လိုဖန်ကြလေတိမလားအကြံဒေါ်ဆက်ဆုချီလေဒီလိုရုပ်မှာမလားဆိုရင်မှသူတို့အစတဲ့အဲ့လိုဖားတာနော်အေးနော်အေးလေတာမဟုတ်ပါဘူးအဲ့တုန်းကလေနော်ဒေါ်ဆဆူချီကိုပြောလိုက်တာတို့မိမတယောက်ကိုဘာလို့ကိုနေရာတစ်ခုရဖို့အတွက်မိမတယောက်ဘာလို့ဒီလောက်နင်းချေကြလဲလို့နော်သူကနိုင်ငံရဲ့အကျဉ်းသားဆိုတာရာဇဝတ်သားတကောင်သူတော့ခိုင်းနိုင်ပဲပြောထားတာလေနောက်ဆုံးတော့လေနားလည်မလားအေးဒီလိုမိဘတွေအိမ်မှာမစိုးမအောင်လားဒီလိုမိဘတွေကဒီလိုမွေးပြရနဲ့နတ်စမတွေအမအိမ်အကူစရာပဲထားခဲ့ရလားအဲ့ဒါတခုမှမစိုးမလို့ထင်ရကျင်းနေကြတယ်တို့တွေကလေအဲ့ဒါတော်တော်နားလေရခက်တာအသက်ကြီးတဲ့လေးစားစရာမဟုတ်ဘူးနော်ဘုံကြီးတွေလည်းလေးစားစင်မင်းကျညူမယ်လို့မထင်ထားနဲ့ငါကလေနော်အခုတီရီကိုတော့ဝိရီတို့ပုံစံမျိုးဆိုလို့ရှိရင်တော့မရရတော့ငါပါဆက်ကလေသိမလား你တို့ကျညူချစ်တဲ့တော့ကျညူငါတော့ no ပဲအဲ့လိုမျိုးအဲ့လိုပြောချင်တာလေဘယ်နဲ့ဘလို့စပြီးဆင်းရမှန်းတော့မသိတော့ငါလေနော်အေးအခုတော့လူဘာဝါထားပေါ့လေ你တို့တွေကသိမလားခွေးလေးခလုံးဖုံမထောက်နားလေမလားအေးတို့ကလေတို့ကဒီတရားမြတ်တဲ့အစိုးရတို့လိုချင်တာမဟုတ်ဘူးမြတ်တဲ့အုပ်ချုပ်တာတို့လိုချင်တာမဟုတ်သူတို့ကအထူးဝီအန်ပီပေးလို့ပဲတို့လိုချင်တာနားလည်မလားအခုစစ်တပ်ကတော့အာချောင်ခပေးထားလေနားလည်မလားအရင်တော့ပြီးတော့နတ်မအောင်မစားနဲ့တရောင်းစားတွေပဲလေဒီလိုတွေရလေတို့ရဲ့ဒီကြန့်ခိုင်ရဲ့ဗာလေအဆောက်အုံတွေနောက်ဆိုလို့ရှိရင်မင်္ဂလာဆောင်ခမ်းမဆောင်ဖြစ်တော့မှာတဲ့သူအဖြစ်ပြောခဲ့ရနော်စားပေါက်တွေပိတ်တော့မှာလေမြစ်ကြီးနားမှာမလဲအမကြက်ခိုင်ရဲ့အိမ်တော်အများကြီးပဲနော်ဘယ်ပတ်စံနဲ့စောက်ထားလဲဘယ်ပတ်စံနဲ့ခိုးပြီးစောက်ထားတယ်အဲ့ဒါပဲပြောပြနော်အေးနော်ညီတို့ပြောတဲ့ဟာညီတို့အတိုင်းဖြစ်လာပါစေလို့ငါဆုတောင်းပေးမှာနော်တရောင်းစားတွေငါလည်းမစေးနိုင်တော့ဘူးပူလက်လက်ဆွေဆိုတဲ့ကောင်လေးနော်အခုအိုလာမြစ်ဆွေဆိုတဲ့အတူတူပဲသူတို့နဲ့တကိုင်းလေးပဲအိတ်တုံးကလေနော်တော်ဆတ်စွချီခေတုံးကသူ့ကိုထောင်ကြတယ်တော်ဆတ်စွချီချတာမဟုတ်လေနင်းကနေဥပဒေကိုချိုးဖောက်နေကြခံရတာလေအခုနင်းအရန်ကြင်ညိုပါဆိုတဲ့နေပပတက်လာတော့ရောဘာသူတို့နဲ့အိမ်မှာတကားတော့မဖြတ်ခံရတာပဲလေနားလေမလားအေးအဲ့ဒါနေပပအိမ်ထိလာပြီးမှပဲနေအခုမှနေတောင်ဝေကရသွားတယ်မလားအခုမှပဲဘာမကောင်းတော့ဘာညာဆိုမှလေဒေါ်ဆတ်စွချီဘလောက်ကောင်းဆိုမှလိုင်းပေါ်မှာပေါ်ပင်လုံနေကြလေနော်အဆက်ကလေးကမတနာတာငါလေတို့တွေကိုရှင်းလားအေးငါတခါယုံကြည်မှုကအလွေး30လောက်သွားပြီဆိုပေတော့မပြန်မပေးတော့အဲ့ဒီလူတွေကိုလေလူတိုင်းဟာဒုတိယအခွင့်အရေးထိုက်တယ်နေဆိုမှယုံကြည်မှုမပါတော့အဲ့ထဲမှာဘေးညီတို့နော်ညီတို့နောက်တော်လည်းအောင်တော့လို့ရှိရင်ညီတို့ရှင်းမှာနော်တို့ရှင်းမှာကြုံပြီးကြုံကြရှင်းမှာငါလေသိမလားငါဘာမှမလုပ်နိုင်ဘူး line ပေါ်ကတက်ဆေးပေးမှာညီတို့တွေတဆွေနဲ့တမျိုးလို့ဘိုးလက်လက်စစ်ကြည့်တာအခုချိန်နေ